အေဒင်ဦးရင်အဲ့ဒီနောက်မှာထာဝရဘုရားသခင်ကအေဒင်လို့ခေါ်တဲ့အရက်မှာဥယျာဉ်တစ်ခုဖန်ဆင်းတော်မူတယ်။အဲ့ဒီမှာသူဖန်ဆင်းထားတဲ့လူယောက်ျားကိုနေစေတော်မူတယ်။လှပတဲ့တစ်တီးတစ်ပင်တွေမျိုးမျိုးကိုလည်းဖန်ဆင်းတော်မူတယ်။ဥယျာဉ်ရဲ့အလယ်မှာတစ်ပင်နှစ်ပင်ရှိတယ်။အသက်ကိုပေးတဲ့အပင်နဲ့လူတွေကိုအကောင်းနဲ့အဆိုးပိုင်းခြားသိတတ်စေတဲ့အသိဉာဏ်ကိုပေးတဲ့အပင်ဖြစ်တယ်။ထာဝရဘုရားသခင်ကယောက်ျားကိုအေဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်ဖို့မှာထားတော်မူတယ်။ဘုရားသခင်ကသူ့ကိုဥယျာဉ်ထဲမှာရှိတဲ့အပင်တွေရဲ့အသီးတွေအားလုံးကိုစားနိုင်တယ်။ဒါပေမဲ့အကောင်းနဲ့အဆိုးကိုပိုင်းခြားသိတတ်တဲ့အပင်ရဲ့အသီးကိုတော့မစားပါနဲ့။စားရင်ဧကအမှန်သေရလိမ့်မယ်လို့မှာထားတော်မူတယ်။မှားယွင်းခြင်းဤအစဘုရားသခင်ဤစကားတော်ကိုနားမထောင်သောပထမဆုံးလူသားဒီပုံမြင်ဟာပထမဆုံးလူသားအာဒံနဲ့လူမိန်းမဧဝအကြောင်းဖြစ်ပါတယ်။တကယ်လို့ဘုရားသခင်ဟာအရာရာတိုင်းကိုကောင်းအောင်ဖန်ဆင်းထားတယ်ဆိုရင်ဘာဖြစ်လို့ကဘာကြီးမှာမကောင်းတာတွေဆိုးတာတွေဖြစ်နေရတယ်လဲဆိုတဲ့မိခွန်းရဲ့အဖြေကိုဖော်ပြထားပါတယ်။ဘုရားသခင်ကအာဒံရဲ့ဧဝရဲ့ဒုတတွေကိုပါပျော်ရွှင်စေခြင်းနဲ့ဘုရားသခင်ရဲ့စကားကိုနားထောင်တဲ့လူတွေသာစစ်မှန်တဲ့ပျော်ရွှင်မှုကိုရနိုင်ပါတယ်။ထာဝရဘုရားသခင်ဖန်ဆင်းတော်မူတဲ့တရိษံတွေထဲမှာမွေဟာအကောက်ချစ်ဆုံးတရဝါဖြစ်တယ်။ဒီမွေကမိမကိုတင်တို့ကိုဥယျာဉ်ထဲမှာရှိတဲ့အပင်ရဲ့အသီးကိုမစားရဘူးလို့ဘုရားသခင်ကတကယ်ပဲမှားထားသလားလို့မေးတယ်။မိမကဒီဥယျာဉ်ထဲမှာရှိတဲ့အပင်ကအသီးတွေကိုကျမတို့စားခွင့်ရှိပါတယ်။ဒါပေမဲ့ဥယျာဉ်ထဲမှာရှိတဲ့အပင်ရဲ့အသီးကိုတော့စားခွင့်မရှိဘူး။ဒီအပင်ရဲ့အသီးကိုစားဖို့မပြောနဲ့ကင်ခွင့်တော့မရှိဘူးလို့ဘုရားသခင်ကပြောတယ်။ကျမတို့စားရင်ကျမတို့သေလိမ့်မယ်လို့ပြန်ဖြေတယ်။ငွေကလည်းဟာဒါမဟုတ်ပါဘူး။တင်တို့သေမှာမဟုတ်ဘူး။ဒီအသီးကိုစားရင်တင်တို့အကောင်းနဲ့ဆိုးကိုပိုင်းခြားတက်လာပြီးဘုရားသခင်နဲ့တူမဆိုးလို့ဘုရားသခင်ကဒီလိုပြောတာလို့ပြန်ပြောတယ်။ဒါနဲ့မိမကတဲလှတဲ့အပင်မလားဒီပင်ရဲ့အသီးကိုစားရရင်ကောင်းမှာပဲတို့ညံကောင်းလာရင်ဘလောက်ကောင်းလိမ့်မလဲလို့တွေးမိတယ်ဒါနဲ့သူကအသီးတချို့ကိုခူးပြီးစားလိုက်တယ်ပြီးတော့သူ့ယောက်ျားကိုလည်းတချို့ပေးလိုက်တော့သူ့ယောက်ျားလည်းစားလိုက်တယ်စားပြီးတာနဲ့အစိုးနဲ့အကောင်းကိုပိုင်းခြားသိရှိလာလို့သူတို့မှအဝတ်မပါမှန်းသိလာကြတယ်ဒါကြောင့်သူတို့ဟာကိုဖုံးထားဖို့တဖန်းရွက်တွေကိုတီးပြီးဝစ်ကြတယ်။အဲ့ဒီညနေမှာထာဝရဘုရားကဥယျာဉ်ထဲမှာလမ်းလျှောက်လာတာကိုသူတို့ကြားတယ်။လမ်းလျှောက်လာတာကိုသူတို့ကြားတယ်။သူတို့ကိုဘုရားသခင်မတွေ့အောင်တစ်ပင်တွေကြားမှာပုန်းနေကြတယ်။ဒါပေမဲ့ထာဝရဘုရားသခင်ကအာဒံတင်ပမာလဲလို့လူယောက်ျားကိုခေါ်လိုက်တယ်။အာဒံကဥယျာဉ်ထဲမှာလမ်းလျှောက်နေတာကျွန်တော်သိပါတယ်ကျွန်တော်မှအဝတ်မပါလို့ကိုကြောက်ပြီးပုန်းနေတာပါလို့ပြန်ဖြေတယ်တင့်မှာအဝတ်မပါဘူးလို့ဘယ်သူပြောတယ်လဲငါကမစားနဲ့လို့မှထားတဲ့အလုပ်ပြောတဲ့အပင်ရဲ့အသီးကိုတင်းတို့စားသလားလို့ဘုရားသခင်ကမေးတော်မူတယ်အဲ့ဒီတော့လူယောက်ျားကဘုရားသခင်ကျွန်တော်ကိုပေးထားတဲ့မိန်းမကကြွေးလို့ကျွန်တော်စားမိပါတယ်လို့ပြန်ဖြေတယ်အဲ့ဒီအခါထာဝရဘုရားသခင်ကမိန်းမကိုတင်ပါလို့ဒီလိုလုပ်ရတာလေလို့မေးမြန်းတော်မူတယ်။သူကငွေကကျမကိုယုံအောင်ပြောလို့ကျမစားမိပါတယ်လို့ပြန်ဖြေတယ်။ဒါနဲ့ထာဝရဘုရားသခင်ကမွေကိုဒီအတွက်မင်းကိုဒဏ်ပေးရမယ်။တရိษံအားလုံးထဲမှာတင်တကောင်ပဲကျိန်ဆိုခြင်းကိုခံရမယ်။ယခုမှစပြီးတင်ဟာတင့်ရဲ့ဘိုက်ပေါ်မှာတွားသွားရမယ်။တင်သက်ရှင်သမျှကာလပတ်လုံးမြေမုံကိုသာစားရမယ်။တင်းနဲ့မိန်းမတို့တယောက်ကိုတယောက်မုန်းအောင်ငါလုပ်မယ်။သူမရဲ့ကလေးတွေနဲ့တင်းရဲ့ကလေးတွေဟာရန်သူဖြစ်ကြလိမ့်မယ်။သူမရဲ့ကလေးကတင်းရဲ့ခေါင်းကိုနင်းလိမ့်မယ်။တင်းကလည်းသူ့ရဲ့ဖနှောက်ကိုပေါက်လိမ့်မယ်လို့မိန့်တော်မူတယ်။ဘုရားသခင်ဟာအာရနဲ့ဧဝကိုလည်းဝေဒနာခံစားရမယ်လို့ကြိမ်တော်မူတယ်။အာရန်ကသူ့မိန်းမကိုဧဝလို့နာမည်ပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ဧဝဟာလူတွေအားလုံးရဲ့မိခင်ဖြစ်လို့ပဲထာဝရဘုရားသခင်ကအာဒံနဲ့ဧဝအတွက်တရိษံတရင်နဲ့ချုပ်ထားတဲ့အင်ကြီးကိုဝတ်ဆင်စေတယ်အဲ့ဒီနောက်ထာဝရဘုရားသခင်ကလူယောက်ျားကအကောင်းနဲ့အဆိုးခွဲခြားတတ်ပြီး
သူဟာဒုတွေနဲ့တူလာပြီအသက်ပေးတဲ့အပင်ရဲ့အသီးကိုသူစားဖို့ငါတို့ခွင့်မပြုဘူးဒီအသီးကိုစားရင်သူဘယ်တော့မှမတည်ဘူးလို့မိန့်တော်မူတယ်ထာဝရဘုရားဟာသူတို့ကိုအေဒင်ဥယျာဉ်ထဲကနှင်ထုတ်လိုက်တယ်အဲ့ဒီနေ့ကစားပြီးသူဟာစားဖို့ပေမန်းစွာလှုပ်လို့ရတော့တယ်ထာဝရဘုရားကသူ့ကိုဖန်ဆင်းပြုလုပ်ခဲ့တဲ့မြေကြီးမှာသူစားဖို့အစာကိုစိုက်ပြီးစားရတယ်ထာဝရဘုရားကသူ့ကိုဖန်ဆင်းပြုလုပ်ခဲ့တဲ့မြေကြီးမှာသူစားဖို့အစာကိုစိုက်ပြီးစားရတယ်